မင်္ဂလာဒီမှာကျွန်တော်ပြန်လာရွေးဖြစ်ပါတယ်ဒီမှာတော့ Squid Game Season 1တော့ထွက်ခဲ့တဲ့ game ကိုဆိုမှဖြစ်ပါတယ်အမတို့တကားခဏနေပွင့်လာမယ်ပေါ့နော်တကားပွင့်လာပြီတပုံနေရပြီးတော့တောင်းရတော့မယ်ပေါ့နော်ဒီမှာတပုံတစ်ချက်ရပါတယ်လေကားတပီးဆိုတော့ပထမဦးဆုံး game ဖြစ်တဲ့မီစင် game တော့ဖြစ်ပါတယ်အလုံးနဲ့အခုတော့စလာပြီပေါ့နော်ဒီ game က Squid Game Season 1တော့တော်တော်နာမည်ကြီးခဲ့တော့အားလုံးသိကြမယ်ထင်ပါတယ်သူတွေပြောတယ်ပေါ့နော်အလုံးနဲ့ပြန်စပြီပေါ့နော်ပြန်မီနီဆိုရင်ရမယ်ပေါ့နော်မီစိမ့်ဆိုရင်ပြေးရတချို့ကတော့တေးကြရပေါ့နော်မီစိမ့်ဆိုပြန်ပြေးရဘယ်20စက္ကန့်နေမသိအဲ့လောက်ပဲပြေးရချင်ရပေါ့နော်အလုံးနဲ့တချို့တွေတော့တေးသွားပြီပေါ့နော်အမရုံမှာအော်ရာရဲ့မင်းရတော့ဘောနော်ကျွန်တော်တော့ရောက်တော့မယ်စကန်နည်းနည်းပဲကျန်တော့ဘောနော်ရောက်တော့ပြီအရင်တော့ကတော့အရင်ခောက်ဆိုတော့ဒီတပင်ပေါ်ပဲတက်လို့ရအောင်နော်ဒီခောက်တော့တက်မရဒီနားထိပဲရတယ်ကျန်တဲ့လူတွေကဆော့နေတော့မနော်တချို့တွေကလည်းတဝက်လောက်ပဲရောက်သေးသူရှင်အဲ့လိုနဲ့ပြီးတော့အကုန်ပြစ်တက်ခံလာအဲ့ရတောင်ပြောင်းပြောနော်အလုံးနဲ့ထက်ဆုံးရစုံငွေတွေရကြအောက်မှာတေးလူစီဒီခေါက်တော့ပုံမြင်ရတော့ဘောနော်ဘာလို့လဲဆိုရင်ခေါက်ရိုက်ထားလို့ပါအလုံးနဲ့ပြန်ထိုင်ပါနော်နောက်တစ်ခေတ်ဒီကတော့လူတကြားပြားတွေကိုခွဲရမယ်ကိန်းပေါ့နော်အမကျွန်တော်တော့ဝိုင်းပဲရွေးပါတယ်ကျွန်တော်လည်းဝိုင်းမရပါနော်ဒါပေမဲ့အဲ့ဒါကျွန်တော်မလုပ်တတ်ပါဘူးအဲ့တော့ကိုယ်ရောပါတယ်ကိုယ်တော့ရှုံးသွားပြီမတေးသွားပါတယ်ဒါကတော့တော့ပဲရပါတယ်နောက်တစ်ခါကြောင်းမှာ season 2တင်ပေးပါမယ်ဗျအားလုံးပဲ bye